TikTok မှာအခုတလောခေတ်စားနေတဲ့ချင်းနီ hair style လေးကိုလုပ်ပြပါမယ်အရင်ဦးဆုံးစမ်းမိတ်လေးရှာပေးပါမယ်ကိုကြိုက်တဲ့လောက်ပေါ့နော်အနည်းပြပြများပြရှိဦးရှာပေးနောက်ပြချလို့ရှိရင်စပင်ကိုတဝက်ပဲစီးပေးပါမယ်ရှင်အကောင်လုံးစီးစရာမလိုဘူးအဲ့ဒါပြီးတော့လို့ရှိရင်တော့ချီစပင်တပင်လေးရှေ့ရှာပြီးတော့ချစ်စမီချစ်ပါမယ်ချစ်စမီကတော့ကိုကြိုက်နေတဲ့လိုပေါ့နော်ချစ်လို့ရပါတယ်ဟိုချစ်ကလေးကြိုက်တဲ့သူကလည်းချစ်ကလေးချစ်လို့ရတယ်ဒါမှမဟုတ်လို့ရှင်လည်းပေါ့ပွားလေးကြိုက်တယ်ဆိုလည်းကြိုက်နေတဲ့လိုချစ်လို့ရပါတယ်ဒီနေရာမှာသပင်ကိုအတိဖြစ်နေတဲ့သူတွေဆိုကောင်းတယ်ပေါ့နော်အခုကဟုတ်ကဲ့ညက်ထားတာဆိုတော့သပင်ကဟိုတော့ဒီတက်ရောဖြစ်နေတယ်သပင်အတိဖြစ်တဲ့သူဆိုကိုကောင်းတယ်ပေါ့နောက်ပြီးတော့ဒီခေါင်းလျှော့ခဏီကောင်းရှော့ကနေမနေ့ပြန်ကောင်းရှော့မဆိုတကယ်လေးလောက်လိုမျိုးမှာလောက်တာပိုကောင်းတယ်ပေါ့နော်ကောင်းရှော့ပြီးကစားလို့စပင်းကအရင်ပြော့တာဖြစ်တဲ့အတွက်ကြောင့်လို့ရတာတိတ်အဆင်မပြေဘူးအရင်နေပြောနေရအဲ့လိုလေးချက်စမိချပြီးသွားရင်တော့ပေါ်လေးကိုတင်လိုက်ပြီးတော့ယူရီးယားကလစ်ရှိတယ်ဆိုတော့ယူရီးယားကလစ်လေးနဲ့လိုက်ထိုးအဆင်ပြေပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကိုယ်စပင်းအကေးအဲ့လိုမျိုးလေးထွက်နေဆိုကိုယ်ရည်နဲ့ပြန်လိုက်လို့ရတယ်ပေါ့နော်ကိုယ်ရည်မရှိလို့အဲ့ပြီးတော့ဒီရှေ့ကခြာထားတဲ့သပင်အမိတ်ကလေးတွေကိုကောက်ပြီးလိုက်ရပြီပေါ့နော်မကောက်လေးတော့ရတယ်ဒါပေမဲ့ကောက်တာပို့ပြီးတော့လှတယ်လို့ထင်နေပေါ့ခုနူရဒီမှာဒီလိုမျိုးလေးလောက်တာ cute လေးဖြစ်တယ် fun လေးဖြစ်တယ်ပေါ့ see you in the next video bye